ကဲခုတော့တဲ့ရောက်နေဗောနော်ဒီတိုင်းကြည့်ရလင်းနေဗောနော်ဖုန်းနဲ့ဆိုတကယ်အပြင်မှာဆိုမှောင်နေတာဗျတာကြောက်စရာဟိုဘောမှာတင်းချိုင်းကုန်းရှိရဒါတော့ထင်းတော့ခုန်နေတာဗောနော်ဟိုအရင်တပတ်ကလေးခုန်နေတာခုချိန်ထိမလောက်သေးဘူးဗောနော်ပဲရမဆိုထင်းမတုံးရဆိုတော့တော်တော်များများလူတာဗောနော်ကဲကျွန်တော်တို့ခုတ်ထားတဲ့နေရာတွေပြမယ်ဗောနော်ကဲဒါတွေကတော့ခုတ်ထားတဲ့နေရာတွေဗောနော်ခုတ်ထားတဲ့ထင်းတွေကတော့ဒီမှာဗောနော်ဟိုဘက်မှာလည်းရှိရဒီမှာအဖက်မှာလည်းအများကြီးပဲဗောနော်ပြီးရင်ဟိုဘက်တောထဲမှာလည်းကြံနေတယ်နော်ဟိုဘက်တောရဲ့ပြီးရင်ဒီအောက်မှာလည်းရှိသေးတယ်ဟိုလမ်းမှာလည်းရှိသေးတယ်ဗောနော်ဒီကောင်တွေခုတ်ချတဲ့ချိန်ကျတော့လမ်းမပေါ်ကျသွားတယ်ဗောနော်တာတယ်အောက်မှာလမ်းမရှိရ